စီစဉ်ဆက်ရှိအရာ preschool မှာတားငယ်သမီးငယ်လေးများဤမမကိုယ်တိုင်ကားနှင့်မုံလုံးရေပေါ်တကြံတချင်းဖြင့်ကားပြဖျော်ဖြေရန်ဖိတ်ခေါ်အပ်ပါရရှင်ဆယ်နှစ်ဦးတကူလာလောကကြီးမှာပြောနေပြအတားပွဲမှာဆုံတွေ့ရမောကောင်းရင်မှာကျဲနေလားအဘာမြစ်ခင်မောင်နဲ့နှမနေနေလားရွှေနဲ့ညပြောမကုန်ရှိမဝချောချောမောမောအလားလားပါပါကမမကိုယ်တိုင်ကအတားတပင်ဒီပွဲမျိုးကြွားစီတို့တဲ့ညမဆယ်နှစ်ဦးတကူလာလောကကြီးမှာပြောနေပြအတားပွဲမှာဆုံတွေ့ရမောကောင်းရင်မှာကျင်းနေလားအဘာမြစ်ခွင်မောင်နဲ့နှမနေနေလားရွှေနဲ့ညပြောမကုန်ရှိမဝချောချောမောမောအလားလားပါပါကမမကိုယ်တိုင်ကအတားပွဲမှာဆုံတွေ့ရမိမနိုင်ဘူးဗျာဒီလိုချိန်မှာတွေ့ကြရဘူးလေဗျာအတားပွဲမှာဆုံတွေ့ရမိမနိုင်ဘူးဗျာဒီလိုချိန်မှာတွေ့ကြရကြည်စားသလားစိတ်တော်စိုးနဲ့ကြည်စားရောပြကြည်စားရင်စိတ်ဆိုးမလားနောက်လိုက်တော့ baby နောက်လိုက်တော့စိတ်ဆိုးလာပြောအောင်ဒီရင်မလာပါနာပါမလုံးရေပေါ်ရစားကြမြို့တိပါရင်တော့အားနာစိတ်ဆိုးတတ်ဘူးဟုတ်လားဒီတိုင်းတော့မန်တက်ထဲလားဝင်နာရင်စားပြီးပေါ့နော်ရီရအောင်ပြောစရာကောင်းအောင်မလုံးရေပေါ်ရစားဒီကျရင်ညမောရီစရာနဲ့စားစရာပြောပါပါအားပေးလိုက်ကြဆိုလာပါခေါ်တယ်စေနာနဲ့ချွေးလာယူရင်တော့စားပါမြို့တိလေဝါလိုက်ပြီးတော့ရှင်စိတ်ဆိုးပါနဲ့ရွှေမြစ်ချချတဲ့လားကွာမြို့ကြီးတွေလောက်တော့မလားတဲ့ဒီစေတော်မင်းကချွေးရင်ဘုံရင်မှုချုံပြန်လားမြို့ကြီးဆက်သွားရင်မနာပါချိုတဲ့ချစ်မြတ်ထချွေးတော့အင်ကြီးအောင်တို့လိုက်စားမယ်မင်းလေးလေးချက်ပြီလားကြည်စားသလား